Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော် Telegram Channel ထောင်ကြီးကိုပြပြပေးသွားမှာဖြစ်ပါတယ် Okay Telegram Channel ထောင်မယ်ဆိုရင်တော့ကျွန်တော်ဒီအောင်နားလေးမှာ Camera One လေးရဲ့ခဲတံလေးရှိပါတယ်အဲ့ခဲတံလေးမပေါ်ဘူးဆိုရင်တော့ကျွန်တော်ဒီလိုမျိုး scroll လေးနည်းနည်းလုပ်လိုက်ရင်တော့ခဲတံလေးပေါ်လာပါလိမ့်မယ်ကျွန်တော်ခဲတံ button လေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ပြီးလို့ရှိရင်တော့ကျွန်တော်ဒီမှာ new group ရဲ့ new contact ရဲ့ new channel ဆိုပြီးရှိပါတယ်ကျွန်တော်က channel ထောင်မှာဖြစ်တဲ့အတွက် new channel ဆိုပြီးနှိပ်လိုက်ပါနှိပ်ပြီးလို့ရှိရင် channel name ကတော့ကျွန်တော်တို့ထောင်ခြင်းတဲ့ channel ပေးပါအခုဥပမာကျွန်တော်တို့ကဗျာ movie channel ထောင်မှာဆို movie ပေါ့နော် music channel ထောင်မှာဆို music အဲ့လိုမျိုးပေးလို့ရပါတယ်ကျွန်တော်ကတော့ music channel ဆိုပြီးပေးလိုက်ပါ music music channel တခုပဲထောင်လိုက်မယ်ပေါ့နော်ပြီး description ကတော့ဥပမာဒီလိုမျိုးရေးမယ်ဆိုရင်ရတယ်ပေါ့နော်ဒီကျွန်တော်အမှန်ကြီးလေးနှိပ်လိုက်ပါမယ်ပြီးရင်ဒီမှာ channel မှာကျွန်တော်က public channel ရဲ့ private channel ဆိုပြီးနှစ်ခုရှိရဗျ private channel ကိုလုပ်မယ်ဆိုရင်တော့သူ့ရဲ့ invite link ရကြတော့ဒီမှာဒီ auto ပေးရပေါ့နော် private channel ကြတော့ဗျာကျွန်တော်တို့ channel တွေကိုကျွန်တော်တို့ပိုင်းပဲmember ကို attach လုပ်ပေးလို့ရတယ် channel member အဲ့လိုမျိုး search bar မှာရှာလို့မတွေ့ဘူးပေါ့နော် public channel ဆိုရင်တော့ကျွန်တော်တို့ကဒီရဲ့ link ကိုတော့ကိုယ့်ဘိုင်ကိုရေးပေးရတယ်ဗျ link ကတော့ဒီမှာကျွန်တော်တူရေးပေးထားတယ်ဗျ you can use a to z 029 underscore minimal length is 5 character ပေါ့နော်ဒီဟာကျွန်တော်တို့ထည့်လို့ရတဲ့ဟာလေးရေးပေးထားတယ်ကျွန်တော်တို့က to listen မဲ့ ai ste to listen music 2025လို့ရေးကြည့်လိုက် okay ဒီလိုအစိမ်းရောင်လေးပေါ်လာပြီဆိုရင်တော့ကျွန်တော်တို့အမှန်ချင်းနှိပ်လို့ရပြီပေါ့နော်တကယ်လို့အနီရောင်ပေါ်နေရဆိုတာကြတော့ဗျာတခြားchannel link နေနဲ့တွားတူနေတဲ့အခါကျတော့အနီရောင်ပေါ်ပါတယ် okay ကျွန်တော်အမှန်ချင်းလေးနှိပ်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ member attach လုပ်မယ်ဆိုရင် attach လုပ်လို့ရပြီဒီလိုတစ်ချက်နှိပ်ပြီးလို့ရှိရင်ကျွန်တော် attach လုပ်သွားလို့ရပြီပေါ့နော် member ကို attach လုပ်သွားလို့ရတယ်ကျွန်တော်မလုပ်တော့ဘူးဗျokay မြားလေးကိုနှိပ်လိုက်ပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့ channel လေးကိုရောက်သွားပြီဖြစ်ပါတယ် okay channel လေးကိုရောက်သွားပြီဆိုရင်တော့ကျွန်တော်တို့တွေကchannel မှာတခြားပြင်ဆင်စရာရှိရဆိုရင်တော့ဒီရဲ့ဒီနေရာလေးကိုတစ်ချက်နှိပ်ပေါ့နော်နှိပ်ပြီးသွားလို့ရှိရင်ဒီမှာခဲတံလေးပေါ်နေမြဗျခဲတံလေးကိုနှိပ်ပြီးလို့ရှိရင်ဒီမှာပုံလေးထည့်လို့ရတယ်ဒီမှာကျွန်တော်ထည့်ခြင်းနဲ့ပုံလေးထည့်လို့ရတယ်ပုံတင်လို့ရမယ်ပြီးလို့ရှိရင်ဒီမှာ description ပြင်လို့ရမယ်ပြီး channel တိုက်ပြောင်းလို့ရမယ်ဗျ okayဟုတ်ပြီဒီနေရာမှာပေါ့နော်ကျွန်တော်တို့ရဲ့ channel လေးကို share ချင်တယ်ဆိုလို့ရှိရင်ဒီမှာအဆက်လေး30ရှိရင်အဲ့ဆက်လေး30ကိုနှိပ်ပြီးဒီမှာ share လို့ရတယ်ဗျ share နှိပ်ပြီးသွားရင်တော့ channel လူတွေကိုပို့ပေးလို့ရပါတယ်ဟုတ်ကဲ့ပါဒါဆိုရင်တော့ကျွန်တော်တို့ Telegram channel ထောင်ကြီးလေးကိုတည်သွားပြီလို့ထင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်